ဒီဟာကမိုင်းရောက်သွားလေတော့ရိုက်ထားတဲ့ဗီဒီယိုကလစ်ဖြစ်တဲ့နှုတ်ခဲ့တဲ့နှစ်ပေါင်းနှုတ်ခဲ့တဲ့9နှစ်ကပေါ့နော်ရိုက်ထားတဲ့ဗီဒီယိုကလစ်ပါအမှဆိုရင်သူမိုင်းရောက်ကနေသွားရင်ဆိုရင်သူက45မိနစ်ဆိုင်ကနဲ့မောင်းရတယ်ရွာပေါ့နော်အဲ့ရွာထဲမှာရွာလူတွေကဒီသူတို့ကဒီလက်ရက်ကန်းပေါ့နော်ဒီကိုတပိုင်းတိုင်းလောက်ကြတဲ့အိမ်တွင်းမှုလိုမျိုးပေါ့နော်အဲ့မှာသူတို့လောက်ထားတဲ့ဆက်တွေကလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်သူတို့ကဆက်တွေကကိုယ့်အကူလောက်ထားတဲ့ဆက်ပေါ့နော်အရင်ခေတ်ကဒါဆိုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကဘလောက်ပဲဖြို့တိုးတက်တယ်လို့ပြောဒီတောင်ပေါ်ဒေတာတွေမှာတော့သူတို့ဒီမျိုးပုံစံလေးနေရတယ်ပေါ့နော်အခုဆိုရင်တရားစမှုတွေဖြို့နေမဲ့တကယ်တော့ဒီမျိုးစပစ္စည်းရှိနေတယ်ပေါ့နော်အခုဆိုပုံတော့ခက်ခဲသွားနိုင်ပါဒါကလူခေတ်နဲ့9နှစ်ကကျွန်တော်ပြောနေဒီမိုကရေစီဆိုတဲ့ခေတ်ကြီးပေါ့နော်တကယ်ရိုက်ထားတဲ့ဒီကလစ်ပါဒီအဖွားကဆိုတော့အခုတော့အသက်ရှိသေးလားမရှိသေးလားတော့မသိဘူးပေါ့နော်ဒါကသူတို့ရက်ဖို့အတွက်ဒီခြီတုံးပေါ့နော်ပြောချင်တာတော့အခုတတိကျွန်တော်တို့ဒီတောင်ပေါ်ဒေတာမှာဆိုရင်ဒီလိုမျိုးတပိုင်းတနိုင်လေးရက်လောက်ကြတယ်ပေါ့နော်ဒီကရလာတဲ့ဟာတွေကဒီမိုင်းရောက်ကသူကရှမ်းပြည်ရှေ့ပိုင်းဒါပေမဲ့သူကထူဒေတာ4နဲ့နေရပေါ့နော်ဒီမိုင်းနာဒေတာနဲ့နေတော့ဒီရဲ့အကန်းကစင်ကရလာတဲ့ဟာကိုသူတို့ကဒီတရုတ်ပိုရောင်းနေပေါ့နော်သူတစ်ထည်ဆိုရင်ယူငွေ600နဲ့1000ထိတူရတယ်ပေါ့နော်ဒီဟာတစ်ခုလောက်ဖို့အတွက်ကကြာတယ်သူကတလနေမှတစ်ခုအမျိုးတော်မှရတယ်ပေါ့နော်တလနေမှတစ်ခုလောက်ပဲသူလုပ်လို့ရတယ်အလုံးစုံပေါ့တခါကျရင်2ခုပေါ့အဲ့လိုပေါ့ရပါတယ်အဲ့တော့သူတို့ဒီအိမ်ထဲမှာအိမ်တွင်းမှုပေါ့နော်ဒီတပိုင်းတနိုင်မူရရှာတဲ့ဟာလေးပေါ့စက်ဒီကုံလုံးကတကယ်စက်ပစ္စည်းအမျိုးတစ်ခုကပါသူတို့ချီလေးဟိုတွဲရက်ထားတာပေါ့နော်ဒီဟာလေးမြင်တော့တိမှာပါတိမှာပေါ့ဒီချို့တွေကလည်းအခုဆိုရင်ဒီပစ္စည်းတွေကဒီဟာတွေကတိတ်ချို့လူငယ်တွေကမလောက်ကြတော့မလောက်တော့ဘောနော်ဒီဟာတဲ့လူကြီးပိုင်းတွေပဲလောက်ကြတာများတယ်တကယ်ဆိုရင်ဒီဟာတွေကကျွန်တော်တို့ပိုးပွားပြီးရင်ကအမွေအနှစ်တစ်ခုလို့ပြောလို့ရပါဘောနော်အဲ့တော့ပြင်သူတို့ရဲ့စင်းတွေသူတို့လောက်တဲ့ဟာတွေကလည်းအရင်စိတ်ဝင်စားဖို့ကောင်းပါလေအခုဆိုရင်တော့သွားလို့ရရင်တော့သွားလေချင်သေးတယ်ပေါ့နော်ဒီဒေတာလူတွေရဲ့လေတဘာဝကြီးကဘယ်လိုရှိလဲဆိုတာကအရင်စိတ်ဝင်စားလို့နောက်လဲဒီဗီဒီယိုကလစ်တွေဒီဒေတာပေါ်မှာဘာတွေဖြစ်နေလဲဆိုတာဆက်ပြီးတော့ရက်ခွင့်ရဖို့မျောလင်းနေတင်ဆက်ဖို့လို့မျောလင်းနေပေါ့နော်အရင်ကစိတ်ဝင်စားစရာတွေအားတွေပါ